ဒညင်းသီးကိုဘယ်လိုခေါ်တော့ဒါလေးပဲပြောကားလာလို့ဒညင်းသီးကိုဟုတ်တယ်ဒညင်းသီးကိုကားလာလို့ဟုတ်တယ်ကားလာလို့ဒညင်းသီးကိုဟုတ်တယ်လေဒညင်းသီးကိုကားလာဟုတ်ပါတယ်ဆိုဗျာအဲ့ဒါဒညင်းသီးကိုကားလာလို့ဟာသူ့ကိုလဲနေလားမသိဘူးနရကစီဘာရဲ့ဒညင်းသီးကိုကားလာလို့နရကစီဆိုတာနလည်းနကလက်ကတစီလက်စီတယ်ဒါကြောင့်ဒညင်းသီးကိုနရကစီသိကြတယ်နော်အချာအဲ့ဒါဆိုမှတ်မအောင်စားတယ်ပြန်မေးမယ်အဲ့ဒီသမင်းခန္နာဟင်းတရကချက်သားဟင်းမုရကင်းတရကဝတ်သားဟင်းဇောတရကအမဲသားဟင်းဝပတရကဒညင်းသီးရေတော့ကတော့အလျှောက်မပြောနဲ့စောနာနာရကစီတယ်ကြုံမှတ်ထားတာအစနဲ့နရကစီဆိုတာဒညင်းသီးအပြောက်အခုရေတော့ကတော့ဆိုတာဒညင်းသီးစားရည်စေနာကာလာပြဿနာတောင်လောမရဘူးနော်ကိုကြီးအဲ့လိုခွဲထားသေးလားအဲ့ဒါဒညင်းသီးပါအားမြော့မတ်တော့ကိုကြီးမတူဘူးဆိုရင်လောက်စမ်းမအောင်ဒညင်းသီးအညွန့်ကြတာဘယ်လိုခေါ်တော့မလကနာအဲ့ဆိုရင်အရွက်ကြတော့ဝိသေသနာဂိုင်းကြတော့ဂါရနာပင်စီကြတော့မန္တနာအမြင့်ကြတော့ဝိပဿနာဌာနဝေဒာမိတ်သိခါမလားမာရိအောင်လို့ဗျာစက်တီတော့တုံးတာကွာကဲကလားလေးအချာအပိတက်လိုက်မယ်အပိတက်မနော်ဟစီပူလီပူလာယာဟလီပူလီပူလာယာအဲ့ဒါကိုကြီးကားလာလေးဆိုပြမယ်ဟစီနူနီပူလာယာဂဲလီစင်ပီလာကာယာအားလို့လေကိုကြီးခါမကဟလီပူလာယာဟလီပူလာယာဒါဒီကားလာလေးနားရမှာဓာမျိုးကြည့်ပါကိုကြီးကျုပ်ကမရလို့ဗျာ